ဒီကျွန်တော်တက်ဆက်ပေးမယ့်အကြောင်းအရာကတော့ဓမဲစေတီခေါင်းလောင်းဖြစ်ပါတယ်ကမ္ဘာပေါ်မှာအကြီးဆုံးခေါင်းလောင်းကြီးတစ်လုံးကမြန်မာနိုင်ငံမှာရှိခဲ့တယ်ဆိုတာကိုသိကြပါသလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ဖို့လိုအပ်ပါလိမ့်မယ်အခုလက်ရှိကမ္ဘာပေါ်မှာအကြီးဆုံးခေါင်းလောင်းကြီးကရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့ခရမ်လင်နန်းတော်တွေကဆာကူလိုခေါင်းလောင်းကြီးဖြစ်ပြီးတော့လက်မှုပညာရှင်200ကျော်နဲ့သုံးလုပ်ထားတာပါ20.14 ပေမြင့်ပြီးတော့မှ21.65 ပေအချင်းရှိအောင်တော့မကခေါင်းလောင်းကြီးတစ်ခုလုံးရဲ့လေးချိန်ကတန်200လောက်တောင်မှရှိပါတယ်။အဲ့ဒီခေါင်းလောင်းကြီးတဲ့ပုံပြီးကြီးခဲ့တဲ့ခေါင်းလောင်းကြီးတစ်လုံးကမြန်မာနိုင်ငံမှာရှိခဲ့ဖို့ပါတယ်။အဲ့ဒီခေါင်းလောင်းကြီးကတော့လူတိုင်းကြားဘူးပြီးသားရင်းနှီးပြီးသားဖြစ်တဲ့ဓမဲစီခေါင်းလောင်းကြီးပဲဖြစ်ပါတယ်။ရင်းနှီးရတဲ့အကြောင်းကလည်းဒီခေါင်းလောင်းကြီးကအခုဒီမြစ်ထဲမှာနင်းမြုပ်နေသေးတယ်ဆိုတဲ့အကြောင်းကြောင့်ပဲဖြစ်ပါတယ်။ဓမဲစီခေါင်းလောင်းကြီးကကမ္ဘာပေါ်မှာအကြီးဆုံးခေါင်းလောင်းကြီးဖြစ်ပြီးတော့14ရာစုမှာမွန်ဘီယံဓမဲစီမင်းကဒဂုံမျိုးကရွှေဒဂုံဘုရားကိုသုံးလို့လူတန်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဓမဲစီခေါင်းလောင်းကြီးကရွှေဒဂုံဘုရားကိုသုံးလို့လူတန်းခဲ့တဲ့ခေါင်းလောင်းတွေကပထမဆုံးခေါင်းလောင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဓမဲစီခေါင်းလောင်းကြီးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းတွေရာဇဝင်တွေနဲ့အချက်အလက်တွေလူတွေအမြဲတမ်းမသေးချာဖြစ်နေတဲ့ဒီခေါင်းလောင်းကြီးတကယ်ရှိခဲ့လားမရှိခဲ့ဘူးလားဆိုတာကိုသေးချာလေးပြောပြတင်ဆက်ပြီးတော့မှမို့လို့စိတ်ဝင်စားရင်ဆိုရင်ကျွန်တော်နဲ့တူတူအဆုံးထိနားထောင်လိုက်ပါခင်ဗျ။အင်းကြောင်းအစင်းစင်ဓမဲစီမင်းနဲ့ဘုရင်မရှင်စိုးဘူးဓမ္မရာဇာမင်းအုပ်စိုးစဉ်ကဟန်တာဝရီဘကူးမှာမော်ရီကမုံနဲ့မေထက်ဆိုတဲ့လင်မယား2ယောက်ရှိခဲ့ပါတယ်။တရက်မှာမေထက်ကရဟန်းတစ်ပါးကမုဒရတ်တီတစ်လုံးနဲ့ကြာသုံးဝဲလာပြီးတယ်လို့အိမ်မက်မက်ပြီးတော့မှဘေးရင်ဆရာကမေးကြည့်ရမှာဘယင်ဖြစ်ပြီးသားမြေ30တိထိနှန်းစိုးစံမယ်လို့ဟောခဲ့ပါတယ်။ဒီလိုနဲ့သားလေးတစ်ယောက်ဝေးဖွားပြီးတော့မင်းထန်းလို့အမိပေးခဲ့ပါတယ်။မင်းထန်းအရွယ်ရောက်တော့ဆင်းရဲတဲ့မိဘတွေကသူ့ကိုဟန်တာဝရီမြို့စနုကလဘုန်းကြီးကျောင်းကိုပို့ခဲ့ပါတယ်။မင်းထန်ကစာပေချမ်းကန်ဒီကိုလွယ်လွယ်ကူတက်မြောက်တာကြောင့်မို့လို့ကျောင်းတိုင်ဆရာတော်ကသူ့ကိုဓမ္မတရလို့ဖွဲ့ပြီးပေးခဲ့ပါတယ်။ဒီကျောင်းမှာပဲပိဋကတ်ချမ်းကန်ဒီကိုနှုတ်တိုက်ရွတ်နိုင်တဲ့ဓမ္မညာနာလို့ခေါ်တဲ့ကိုရင်တစ်ပါးကလည်းရှိပါသေးတယ်။ဒီနှစ်ပါးကဆရာတို့တစ်ပည့်ဖြစ်တဲ့အတွက်အရန်ချက်ခင်ကြပြီးတော့ဓမ္မတရကဓမ္မညာနာရဲ့ယူသားအေဂျင်မီအလျှော့ပေးတတ်တဲ့စိတ်ကိုပို့သဘောကျပါတယ်။ဒီနေ့မှာတော့ဓမ္မတရကဓမ္မညာနာကိုမြန်မာပြည်အထက်ပိုင်းအညာဒေသဖြစ်တဲ့အင်းဝမှာစာပေတွားရောက်သင်ကြားဖို့အကြံပေးခဲ့ပါတယ်။အင်းဝပြည်ကစာရက်ပေးတဲ့ရဟန်းတွေများပြီးတော့တရားဓမ္မတွေထွန်းကားတာကြောင့်ဖြစ်ပါတယ်။ဓမ္မညာနာကတော့မော်ရဟန်းတွေကလက်ဖွဲ့အင်းအိုင်နတ်နဂါအာဂိတဲ့ပညာရက်တွေကိုသာတပတ်ကန်းကတက်မြောက်ကြပြီးတော့မှအင်းဝမှာလူတရားကျင့်တဲ့ရဟန်းတွေကိုသာလက်ခံတဲ့နေရာမှာဆွမ်းခံရအောင်အခက်အခဲရှိနေတယ်လို့ပြောပါတယ်။ဒီတော့ဓမ္မတရာကမပူဖို့အင်းဝပြည်မုံညင်းမင်းတရားကြီးရဲ့မိဖုရားရှင်စောဘုကမော်လီမျိုးဖြစ်တဲ့အတွက်သူတို့နှစ်ပါးကိုစောင့်ရှောက်လိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ဒါကိုကြားလို့ဓမ္မညာနာကရှင်စောဘူးဘယ်လိုလုပ်အင်းဝါကိုရောက်သွားတယ်လို့အံ့ဩစွာနဲ့မေးပါတယ်။ဓမ္မတရာကမွန်သမိုင်းအကြောင်းကိုရှင်းပြပေးလိုက်ပါတယ်။တက္ကရာ945ခုနှစ်မှာဟန်တာရီဘုရင်ရာဇာထွေနေရွာဆန်ပြီးတော့ဒါတော့ဓမ္မရာဇာထိနှန်းဆက်ခံတဲ့အခါညီတော်နှစ်ပါးကပုံကန်ခဲ့ပါတယ်။ဒါကြောင့်အင်းဝါဘုရင်တရားသူနဲ့မဟာမိတ်ဖွဲ့ဖို့အတွက်နှမတော်ရှင်စောဘူးအဲ့ဒီချိန်ကအသက်29နှစ်အရွယ်ကိုဆက်သားလိုက်ပါတယ်။တရားသူကလည်းရှင်စောဘုကိုမိဖုရားကောင်ကြီးမြောက်ပြီးတော့မွန်ရဲ့ရန်ကိုအေးချမ်းအောင်လှုပ်ဆောင်ခဲ့တယ်လို့ရှင်းပြပါတယ်။ဒီလိုနဲ့ရဟန်းတစ်ပါးကအင်းဝါကိုရောက်ပြီးအရိယတဇဘုံတော်ကြီးကျောင်းမှာစာပေကျမ်းဂန်တွေလေ့လာနေခဲ့ပါတယ်။ရှင်စောဘုမိဖုရားကမော်ရဟန်းတစ်ပါးရောက်ရှိကြောင်းကြားတော့လူယုံတယောက်ကိုဆေးလွတ်ပြီးတော့လက်ရှိဟန်တာဝရီမှာဘယ်သူထိနှန်းဆိုးဆန်နေတယ်လဲဆိုတာကိုစုံစမ်းစေခဲ့ပါတယ်။ဓမ္မတရာကမိဖုရားရဲ့မောင်တော်ဖြစ်သူဘညာကျန်ထိနှန်းဆန်နေကြောင်းကိုပြန်လည်လျှောက်တယ်လေတော့ရှင်စောဘုကရဟန်းတစ်ပါးကိုတားအရင်အနေနဲ့မွေးစားခဲ့ပါတယ်။ကျောင်းကိုရောက်ပြီး3နှစ်အကြာမှာရဟန်းတစ်ပါးကအသက်20ပြည့်တဲ့အတွက်ရှင်စောဘုကပဲပစ္စည်းလေးပါဒါကာမပြုတ်ပြီးတော့မှရဟန်းခံပေးခဲ့ပါတယ်။ရဟန်းခံပြီးနောက်မှာတော့သူတို့နှစ်ပါးကစာပေလေ့လာခြင်းကိုရပ်ဆိုင်းပြီးလောကီပညာရေးတွေဖြစ်တဲ့အင်းအိုင်လက်ဖွဲ့မန္တန်တွေကိုပဲလေ့လာကြတဲ့အတွက်ဆရာတော်ရိယတဇာကကျောင်းကနေနှင်ထုတ်ခဲ့ပါတယ်။အဲဒီအခါမှာတော့ရှင်စောဘုကစကိုင်းခဝါစိတ်မှာကျောင်းဆောက်ပြီးမကြာခဏဆိုသလိုမိဖုရားနန်းတော်ကိုကြွရောက်လေရှိခဲ့ပါတယ်။ဝိညာဉ်မတရားကြီးကရှင်စောဘုရဲ့အဖြစ်မှန်ကိုတဖြည်းဖြည်းနဲ့သိလာတဲ့အခါရှင်စောဘုကဓမ္မတရကိုလျှို့ဝှက်စွာနဲ့ခေါ်တွေ့ပြီးတော့အခုမေတော့အိုမင်းပြီအင်းဝါမှာလည်းအစမပြေတော့ဘူးဟန်တာဝရီကိုပြန်ရောက်ပြီးဘုရားပူးနေအောင်စီစဉ်ပေးပါမေတော့ဘကိုးရောက်ပြီးမင်းဖြစ်အောင်လုပ်ပေးနိုင်ရင်သားကြီးကိုအိရှိဥပယာဇအနှင်းပြီးမေတော့လွန်ရင်ဘယင်ဖြစ်စေရမယ်လို့ခရီးပေးခဲ့ပါတယ်ဓမ္မတရကလည်းလောကီပညာရက်ဒီမှာတပတ်ကန်းကကျွမ်းကျင်တဲ့အတွက်မစိုးရင်မို့ခရီးပေးပြီးတော့ရှင်စောဘုနဲ့တူပါလာတဲ့မွန်ကြီးကျွန်းတွေကိုခေါ်ပြီးတော့လေနဲ့ဟန်တာဝရီကိုထွက်ပြေးခဲ့ကြပါတယ်တနုပီရွာကိုရောက်တဲ့အခါမှာရှင်စောဘုရဲ့မောင်တော်မင်းမော်တော်သေဆုံးပြီဖြစ်ပြီးတော့မြမတော်ရှင်စောနဲ့ဒီနန်းဆန်နေကြောင်းသိရတဲ့အတွက်ဓမ္မတရရဲ့အစီအမံနဲ့
တန်လင်းတနုပြူမော်ဘီမျိုးစားတွေကိုစီယုံသိမ်းပြီးတော့တကုံကိုဆက်လက်ထွက်ခွာပြီးဆန်တော်ရှင်ကိုဘူးမြော်ခဲ့ပါတယ်။အဲဒီနောက်မှာပညာတော်ဘွဲကိုခံယူပြီးတော့မှမြမတော်ရှင်စောနှစ်ကိုတွန်းလှန်လို့အသက်53နှစ်အရွယ်မှာဟန်တာတွေကိုသိမ်းပိုက်ပြီးဘေမအဖြစ်နဲ့အုပ်ချုပ်ခဲ့ပါတယ်။ဘေမရှင်စောဘူးကဂရီကိုမေးလျော်ပြီးတော့ဓမ္မဒရကိုအင်းရှိဥပရာဇမအနှင်းမဲနဲ့လက်ပြင်ကျောင်းကြီးကိုဆောက်လုပ်လူထမ်းခဲ့ပါတယ်။ဒါအပြင်ဓမ္မညာနာကိုလည်းအတုလဝါဒအကြောင်းတော်ကြီးဆောက်လုပ်လူထမ်းခဲ့ပါတယ်။ရှင်စောဘူးကဒီနေ့အောင်မြင်မှုတွေအားလုံးကဓမ္မဒရနဲ့ဓမ္မညာနာတို့ရဲ့လောကီပညာတကူကြောင့်ဖြစ်တယ်လို့ယုံကြည်ခဲ့ပါတယ်။နောက်ပိုင်းမှာဓမ္မညာနာကသူ့ရဲ့လောကီပညာရက်တရားရဟန်းပေါင်းနဲ့မသိတော်ဘူးလို့ယူဆပြီးလူ့ကိုလဲခဲ့ပါတယ်။ရှင်စောဘုကသူ့ရဲ့ဒီနန်းကိုဓမ္မညာနာအန်တယ်ပြမှာကိုဆိုရင်ပြီးတော့ဓမ္မဒရကိုလူ့ကိုလဲဖို့စာဖို့ခိုင်းကဓမ္မဒရကလည်းလူထွက်ခဲ့ပါတယ်။အဲဒီနောက်မှာဓမ္မဒရကရှင်စောဘုရဲ့အလူကြဓမ္မညာနာကိုအစိတ်ကလှုပ်ကြံခဲ့ပါတယ်။ရှင်စောဘုကဓမ္မဒရကိုသူမရဲ့သမီးကြီးနေရကတော်နဲ့လက်ထပ်ဖို့တိုက်တွန်းခဲ့ပြီးမြဲနေရကတော်ကတော့ဗညာကြီးနဲ့လက်ထပ်ခဲ့ပါတယ်။ဒါကြောင့်ရှင်စောဘုကဒီနယ်လူမှာဆိုရင်ပြီးပသိမ်ကိုပုတ်ပြခဲ့ပါတယ်။နောက်ပိုင်းမှာအသက်60အရွယ်ရှိပြီဖြစ်တဲ့ရှင်စောဘုကဓမ္မဒရကိုဓမ္မစရီပွဲနဲ့အေရှိရအနှင်းပြီးတော့မှသူကိုယ်တိုင်ကတော့ဟန်တာဝရီနဲ့တကူမှအလဲကျနေထိုင်ပြီးမင်းပြုမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ရှင်စောဘုရဲ့လုံဆောင်မှုနဲ့ဓမ္မစရီမင်းကဗညာရင်ကိုအစိတ်ကလှုပ်ကြံခဲ့ပါတယ်။ဒီလိုလှုပ်ကြံပြီးမကြခင်မှာပဲဗညာအေရဲ့ဇနီးပြည်သူနေရကတော်ကိုအာရမသိမ့်ပိုက်စေခဲ့ပါတယ်။နေရကတော်ကဒီအဖြစ်အပျက်တွေကြောင့်ဝမ်းနဲ့ပူဆွေးပြီးတန်ဝေခရလို့တကုံစံတော်ရှင်မှာသပင်အလုံးကိုတင်လူပြီးဘဝဒီကိုချုပ်ခဲ့ရပါတယ်။တက္ကရာ833ခုနှစ်မှာဘုရင်မရှင်စောဘုလက်ရွာဆံပြီးတဲ့နောက်ဓမ္မစရီအင်ရှိမင်းသားကတိရိပရမမဟာဓမ္မရာဇာဓိရာဇာပွဲနဲ့ဖိနှံဆက်ခံခဲ့ပါတယ်။ဓမ္မစရီမင်းကြီးခေါင်းလောင်းလှူဒန်းမှုဓမ္မစရီမင်းကြီးခေါင်းလောင်းကြီးကိုတွန်းလို့လှူဒန်းခဲ့တဲ့အခါမှာလေသမိုင်းရာဇဝင်က2မျိုးဖြစ်နေပြန်ပါတယ်။ဆက်လက်ပြီး2မျိုးစလုံးကိုပြောပြပြီးတော့ပါမယ်။ပထမဆုံးသမိုင်းကြောင်းတစ်ခုကထူးခြားပါတယ်။ရှင်စောဘုနဲ့ဓမ္မစရီမင်းတို့ကမြို့ရွာချက်တွင်ဖို့အတွက်ရွှေတကုံဘုရားရဲ့ပိုင်ဆိုင်မြေတွေကိုကျုံ့မြစ်ခဲ့တယ်။ဘာသာရေးအရာဘုရားမြေကိုပြန်သိမ်းတာကမသိတော့ပေမဲ့ဓမ္မစရီမင်းကတော့ဒီပြဿနာကိုဘုရားမြေကိုငွေနဲ့ပြန်ဝဲတဲ့ပုံစံမျိုးနဲ့ဖြေရှင်းခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်းသူတို့2ယောက်ရဲ့ကိုလေးချင်းနဲ့ညီမျှတဲ့ရွှေစင်ကိုဘုရားကိုလူခဲ့ပြီးတော့ပြည်သူတွေစီကလည်းအိမ်တိုင်းကနေကြီးတွေကိုအတင်းကျပ်ကောက်ခံခဲ့ပါတယ်။ဒီလိုကောက်ခံလို့ရတဲ့ကြီးပမာဏကပိတ်တဲ့ချင်း3,800,000လောက်ရှိတယ်လို့သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။နောက်တဲ့သမိုင်းကြောင်းတစ်ခုအနေနဲ့ဆိုရင်ဓမ္မစရီမင်းကဟန်တာဝတီဘကိုးကနေတိုင်းပြည်ကိုအုပ်စိုးခဲ့ပြီး1480ခုနှစ်မှာတော့သူ့နိုင်ငံအတွင်းကလူကြီးစင်ကိုကောက်စီခဲ့တယ်။ဒါပေမဲ့သူခန့်အပ်ထားခဲ့တဲ့ဥပသမန္တရတူရင်ရာဇာစွန်တရအမတ်4ယောက်တို့ကအိမ်တော်စုဇင်းမဲ့မကပဲနဲ့အခွန်တွေပါကောက်ခဲ့တာကြောင့်ခြေပိတ်တဲ့ကြီး3,800,000လောက်တော့မှရရှိခဲ့ပါတယ်။အဲ့ဒါကိုဓမ္မစရီမင်းကိုဆက်သားတဲ့အခါမင်းကြီးကစိတ်ဆိုးပြီးတော့ပြည်သူတွေစီကိုပြန်လဲပေးအပ်ဖို့အမိန့်ပေးခဲ့တယ်။ဒါပေမဲ့ပြည်သူတွေကဒီအခွန်တွေကိုသူတို့စီကိုပြန်ပေးတာမျိုးမဟုတ်ဘဲနဲ့ခေါင်းမှုကိုသူတကူကိုလှုပ်ပေးဖို့တောင်းဆိုခဲ့တဲ့အတွက်မင်းကြီးကအမတ်ကြီးဗညာအိမ်ကိုခေါင်းလောင်းတကူသုံးလုပ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီခေါင်းလောင်းကြီးကိုမြန်မာတက္ကရာ850ခုနှစ်တပေါင်းလာဆန်း8ရက်ဇာတာပရိနိမှာပဲခူးမြို့ရှင်မော်တော်ဘုရားရဲ့ရာဟုတောင်အနောက်ဘက်မြေကွက်လက်မှာမဟာမင်္ဂလာပွဲတပင်ကြီးနဲ့တူစတင်သုံးလုပ်ခဲ့ပါတယ်။ဓမ္မစရီခေါင်းလောင်းကြီးကအရွယ်စားအပြင်အမြင့်12တောင်နဲ့အဝအချင်း7တောင်ရှိပြီးတော့အလေးချိန်အပြင်ခြေပိတ်တဲ့ချိန်3,800,000တန်ချိန်294တန်ရှိတယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။အမှန်ကန်မွေရာကောင်းတဲ့ဒီခေါင်းလောင်းရဲ့အလဲဖောင်းရဲ့မှာဖောင်းကြွပြရ2ကျိတ်ရှိစုပါဝင်ပြီးတော့မှအပေါ်ဘက်မှာတော့အတွဲတွဲမှာကြောက်တံပရမ45လုံးပါတယ်အတွဲပေါင်း45ပဲကိုအတန်း2တန်းနဲ့စုစုပေါင်း4,050ကိုထည့်သွင်းတစားဆင်ထားပါတယ်။ဒါပြင်ဒီခေါင်းလောင်းကသုံးလုပ်ပြီးချိန်မှာအပံမမီခဲ့တဲ့အတွက်ဘင်းကအခါပြီးပုံနာတွေကိုမေးမြန်းခဲ့ရမှာတော့ခေါင်းလောင်းသုံးလုပ်တဲ့အချိန်ကမိချောင်းနှစ်ခက်ကြားရောက်နေတဲ့အတွက်အတန်ကောင်းစွာမမြင်နိုင်ကြောင်းရှောက်တင်ပြီးတော့ဒီအဖြစ်မှန်ကြောင့်အဲ့ဒီပုံနာကိုရာဇာပရောဟိဆိုတဲ့ဘွဲတော်နဲ့ချီးမြှင့်ခဲ့ပါတယ်။ဓမ္မစရီမင်းကခေါင်းလောင်းကြီးကိုသုံးလုပ်ပြီးတဲ့နောက်မှာရွှေလေးတွေရွှေပေါင်တွေနဲ့တဲဆောင်လာပြီး1490ပြည့်နှစ်ကစုံလာဆန်း17ရက်နေ့မှာတကုံမှာရှိတဲ့ရွှေကုံစီတော်ကိုရေစက်စလူတန်းခဲ့ပါတယ်။ရကုံမျိုးဆိုတာကတော့အဲ့ဒီအချိန်တုန်းကတကုံပေါ့။ဒီခေါင်းလောင်းကြီးကရွှေကုံဘုရားရဲ့စနေထောင်းဂုံတော်ပေါ်မှာ123နှစ်တိတိတည်ရှိခဲ့ပါတယ်။ဒါပေမဲ့1608ခုနှစ်တစားမုံလာပြည့်နေ့မှာတော့သူ့ရဲ့ကံကြမ္မာပြောင်းလဲသွားခဲ့ပါတယ်။ဖီလစ်ဒီဘရီတိုဆိုတဲ့ပေါ်တူဂီစွန့်စားရှာဖွေသူတို့ကခေါင်းလောင်းကြီးရဲ့တံမိုးကိုသိရှိသွားတဲ့အခါခိုးယူဖို့ကြံစည်ခဲ့ပါတယ်။သူကခေါင်းလောင်းကြီးကိုရွှေကုံစီဒီပေါ်ကနေလှိမ့်ချပြီးမြစ်ထဲကဖောင်ပေါ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာကသူတို့ဘက်မှာမပါခဲ့ပါဘူး။ရန်ကုန်နဲ့တန်လင်းကြားကပဲခူးမြစ်နဲ့ရန်ကုန်မြစ်ဆောင်ရမြစ်ဆုံလို့ခေါ်တဲ့နေရာမှာဖောင်ကရုတ်တရက်ပျက်စီးသွားခဲ့ပြီးတော့ခေါင်းလောင်းကြီးကအမောင်တို့ဘောင်းလွှမ်းနေတဲ့မြစ်အောက်ကိုနစ်မြုပ်ပျောက်ဆုံးသွားခဲ့ရပါတယ်။ဒီလိုနစ်မြုပ်မှုကြောင့်ဒီပလီတိုရဲ့ဆွမ်းစားမှုကအဆုံးသတ်သွားခဲ့ရတယ်လို့
မြန်မာနိုင်ငံအတွက်ကလည်းကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပါတယ်။ဖိလစ်တပည့်တွေရဲ့လောဘကြောင့်ဓမ္မစရီခေါင်းလောင်းကြီးကမြည့်အောက်ချင်မှာနှိမ့်မြုပ်နေခဲ့တာနှစ်ပေါင်း400ကျော်ခဲ့ပါပြီ။ဒီအချိန်အထိခေါင်းလောင်းကြီးကိုပြန်လဲရှာဖွေတွေးရှိနိုင်ခြင်းမရှိသေးပေမဲ့မြန်မာပြည်သူတွေနှလုံးသားထဲမှာတော့ဒီခေါင်းလောင်းကြီးရဲ့ခွန်ဘုတ်တွေကအမြဲတမ်းရှင်သန်နေပါတယ်။ခေါင်းလောင်းကြီးနဲ့အတူဘုရင်မကြီးရှင်စောဘုကလူတန်းခဲ့တဲ့ရွှေသား6တန်းရှိတဲ့ရက်တော်ဘုရား2ဆူနဲ့တန်60လောက်ရှိတဲ့ခေါင်းလောင်းငယ်တစ်ခုလည်းအတူတူနှိမ့်မြုပ်နေတယ်လို့ယုံကြည်ကြပါတယ်။နှိမ့်မြုပ်တဲ့နေရာကလည်းအနက်12ပြီးမှပဲနှိမ့်မြုပ်နေတယ်လို့ပြောကြပါတယ်